အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံကလင်မယားနှစ်ယောက်ဟာတဘောထားမတိုက်ဆိုင်လို့တရားရုံးမှာလက်မှတ်ထိုးပြီးလင်မယားအဖြစ်မှာကွာရှင်းခဲ့ကြပေမဲ့သူတို့နှစ်ယောက်အတူရခဲ့တဲ့ကလေးနဲ့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုစောက်ရှောက်ဖို့ဆိုပြီးလင်မယားမဖြစ်တော့ပေမဲ့တအိမ်ထဲမှာအတူနေထိုင်လာခဲ့ပါတယ်အိမ်ကတော့ယောက်ျားဖြစ်သူနဲ့လမ်းခွဲပြီးမှဝယ်ထားတဲ့အမျိုးသမီးပိုင်တဲ့အိမ်ပါဒီလိုနေထိုင်လာခဲ့တာ17နှစ်တောင်ရှိသွားခဲ့ပါပြီဒါပေမဲ့ယောက်ျားဖြစ်သူကအိမ်မှာရှိတဲ့ပစ္စည်းတွေကိုခဏခဏခိုးထုတ်ရောင်းပါတယ်ပြီးတော့တရားဝင်ကွာရှင်းပြီးသားဖြစ်တဲ့အမျိုးသမီးနဲ့သားဖြစ်သူတို့ကိုလည်းရိုက်နှက်ပါတယ်ကွာရှင်းပြီးသားယောက်ျားကဒီလိုခဏခဏနှိပ်စက်တာနဲ့အိမ်ထဲကပစ္စည်းတွေကိုခိုးထုတ်ရောင်းနေတာကြောင့်ယောက်ျားဖြစ်သူကဒီလိုခဏခဏနှိပ်စက်တာတွေနဲ့အိမ်ထဲကပစ္စည်းတွေကိုခဏခဏခိုးထုတ်ပြီးရောင်းနေတာကိုလက်မခံနိုင်တော့လို့တရားဝင်ကွာရှင်းပြီးသားယောက်ျားဖြစ်သူကိုဒီအိမ်ကနေထွက်သွားဖို့မောင်းထုတ်ပါတယ်ယောက်ျားကငါဒီအိမ်ကနေထွက်မသွားနိုင်ဘူးငါ့ကိုဒီအိမ်ကနေထွက်သွားစေချင်ပတ်3သိန်းပေးရမယ်လို့ပြောပါတယ်အမျိုးသမီးလည်းပတ်3သိန်းပေးဖို့သဘောတူလိုက်ပြီးတရားဝင်ကွာရှင်းပြီးသားယောက်ျားဖြစ်သူအိမ်ကနေထွက်သွားဖို့အတွက်ဘတ်3သိန်းပြီးအောင်ရှာပြီးပေးလိုက်ပါတယ်ဒါပေမဲ့ဘတ်3သိန်းပေးရင်အိမ်ကနေထွက်သွားပေးမယ်လို့ပြောတဲ့ယောက်ျားကဂတိမတီပဲပတ်စံရပြီးတာတော့အိမ်ကနေထွက်မသွားပဲမျက်နှာပြောင်တိုက်ကဆက်လက်နေထိုင်နေပါတယ်ဒါကြောင့်ပဲရဲစခန်းကိုသွားပြီးပိုင်နဲ့ကျူးလွန်မှုပစ္စည်းခိုးမှုအကြမ်းဖက်မှုတို့နဲ့တရားဝင်ကွာရှင်းပြီးသားယောက်ျားဖြစ်သူကိုအမှုဖွင့်တိုင်ကြားလိုက်ပါတယ်